ခဲ့စီကွယ်အေးချမ်းမှုတို့လွှမ်းခြုံနေမမေ့တော့ဘူးအဝဲဆုံးဝဲခရီးများအချိန်များပြည့်ရှိစက်ပြက်ကကလေးလေးတယောက်ကြည်ပြင်းခဲ့ပြီမေမေရဲ့ကြမ်းတမ်းမှုတို့စီကြိုလေခါတီးမှုတွေရဲ့အရှုံးမပေးနဲ့အမေရဲ့သားအားပေးတယ်အားပေးလိုက်တဲ့မိခင်တွေ့များတဲ့တို့စီဝင်အောင်ဝဲများလဲရရှိနေမေမေရဲ့မေမေရဲ့သားမေမေရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့သားအန်ဒီရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့အာမန်တွေတားလေးရဲ့တွေ့တဲ့ကိုစီဝေအရှုံးပွဲနဲ့တွေ့ဖို့ရအကြောင်း